အဲ့ Monte Carlo sampling ကိုစပြီးတော့ပေါ့စဉ်းစားခဲ့တဲ့လူကဘာလို့လဲဆိုတော့ကျမတို့သိထားတဲ့ဟိုကလေnuclear ဘုံကိုတီထွင်တဲ့လူကြီး तू ကတကယ်တော့သင်္ချာပညာရှင်ဒါပေမဲ့ तू ကသင်္ချာပညာရှင်အနေနဲ့နာမည်မထွက်ဘဲနဲ့အဲ့ဒီ nuclear ဘုံနဲ့ပဲနာမည်ထွက်တာပေါ့နော် तू ကဘယ်လိုဖြစ်လဲဆိုတော့တခါတော့ तू နေမကောင်းဖြစ်တယ်တဲ့နေမကောင်းဖြစ်တယ်အခုကျမတို့ကိုဗစ်ဖြစ်တဲ့လူတွေလို့ပေါ့နော်နေမကောင်းဖြစ်တော့ तू ကနေမကောင်းပြီးတော့ပြန်ပြီး recovery လုပ်တဲ့အချိန်မှာအိမ်မှာနေရတယ်ပေါ့အလုပ်သွားလို့မရဘူးနားနားနေရတဲ့အချိန်တစ်ခုရောက်တော့သိရသူကဘယ်လိုလဲဆိုတော့အလကားနေရတာမနေချင်တော့သူကတစ်ခုခုစဉ်းစားနေရပါတော့သူကဘာစဉ်းစားမိလဲဆိုတော့အဲ့လောင်းကစားဝိုင်းနေမှာသွားကစားတိုင်းမဖြစ်လို့ဒီငါတို့ကမနိုင်တာလဲဘာလို့ရှုံးနေရလဲပေါ့ဒါအောင်နိုင်အောင်ဘယ်လိုကစားမလဲဆိုပြီးတော့သူကအဲ့ဒါအဖြေရှာတယ်ဒါပေမဲ့သူအဲ့ဒါအဖြေမရခဲ့ he failed အဖြေမရခဲ့ဒါပေမဲ့သူကဘာအဖြေရလဲဆိုတော့အဲ့ Monte Carlo sampling ဆိုတဲ့ဟာကိုတော့သူကတွေးထုတ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါကိုသူကဘယ်လိုတွေးထုတ်လဲဆိုတော့သူဘာပြောလဲဆိုတော့သူကအဲ့ဒီ wheel လေ roulette wheel က fair ဖြစ်မယ်ဆိုရင် fair ဖြစ်တယ်ဆိုတာအဲ့ wheel ကိုအထုတလဲဘာမှတနေရာတဲ့ကိုကြာအောင်နေပါမဖန်တီးထားဘူးပေါ့နော်တကယ် wheel original wheel ပေါ့အစ်စ်ပေါ့သူကသူလဲနေမယ်ဆိုရင်တဲ့အဲ့ဒီမှာသွားပြီးတော့ကစားမယ်ဆိုရင်ခုနကလိုကိုကလောင်းလိုက်တယ်ခဏန်းပေါ့ဥမာနံပါတ်3ကိုလောင်းလိုက်တယ်3ဆိုပြီးအနက်ပေါ့နော်အနက်လောင်းလိုက်တယ်ပတ်စံကိုချလိုက်တယ်ပြီးရင်အဲ့အစီလေးကိုထည့်ပြီးတော့လှည့်လိုက်တယ်ပြီးအဲ့အစီလေး ended ဖြစ်တဲ့နေရာပေါ့နော်သူအဲ့မှာ settle down ဖြစ်သွားတယ်အကွက်ကကိုခုနပြောထားတဲ့ black 3ဆိုတဲ့နေရာကြာသွားရင်ကိုကအစနေရပေါ့နော်သူကပတ်စံနေရအဲ့လိုမျိုးပဲတခြားနေရာရရင်ကိုရှုံးတယ်ပေါ့နော်အဲ့ဒါကိုသူကဘယ်လိုစဉ်းစားလဲဆိုတော့ဒီ wheel ကဒါ fail ဖြစ်တယ်ဆိုရင်တဲ့သူကဘာလို့ရှိလို့ test လုပ်ကြည့်ရစမ်းသပ်ကြည့်ရအဲ့ဒီဟာကိုအခါတရာလှည့်ကြည့်ရပထမဦးဆုံးအခါတရာလှည့်တဲ့အချိန်မှာ तू ကဟိုဖြစ်တယ်တဲ့100လုံးရှုံးတယ်တဲ့အခါ100လုံး तू ရှုံးတယ် तू လောင်းနေဟာမကြဘူးအခါ100လုံး तू ရှုံးအဲ့ဒါနောက်ထပ်အခါ100လှည့်ကြည့်ရအဲ့အချိန်မှာ तू က44ကနိုင်ပြီးတော့out of 100မှာ44ကနိုင်တယ်ပေါ့နော်အဲ့ဒါနောက်ထပ်တစ်ခါ तू ထပ်လှည့်တယ်နောက်ထပ်အခါတတိယမြောက်တစ်ခါ100ထပ်လှည့်တော့28ခါနိုင်တယ်ကျန်တာတွေကရှုံးတယ်ပေါ့နော်အဲ့တော့100မှာ100လုံးရှုံးတယ်တစ်ခါကျတော့44ခါတော့နိုင်တယ်44ခါတော့နိုင်တယ်ဆိုတော့ပျော်စရာကြီးပေါ့နော်နောက်ခါကျတော့28ခါနိုင်တယ်အဲ့လိုမျိုးတွေဆိုတော့ तू ကအဲ့ဒါနဲ့ तू ကဒါကိုအချိန်မောင်းများစွာ तू က try ကြည့်ခြင်းတယ်ဒါပေမဲ့အချိန်မောင်းများစွာ try ဖို့က तू ကအခါ100တောင်တော်တော်လှည့်ယူရတယ် तू က infinity ထိ try ခြင်းတော့ infinity ထိ try ဖို့ဆိုရင် तू က computer ထဲမှာ simulation လုပ်မှ try လုပ်ရတယ်ဒါပေမဲ့ तू အဲ့တုန်းက तू အဲ့ဒါကိုစဉ်းစားနေတော့က computer ဆိုတာပေါ်ကားစားပဲရှိသေးတယ်ဘယ်မှာပေါ်တာလဲဆိုတော့CIA ကသုံးတဲ့ computer ကြီးတွေကြားဘူးမှာပေါ့အခန်းတစ်ခန်းသာလောက်ရှိတဲ့ computer ကြီးပြီးတော့ तू က computer လုံးဝမသုံးတတ်ဘူးအဲ့တော့ तू ကအဲ့တငယ်ချင်းကအဲ့ computer သုံးတဲ့နေရာမှာအလုပ်လုပ်တဲ့တငယ်ချင်းကို तू ကသွားပြီးတော့အကူအညီတောင်းတယ်ငါကဒါလေးကို simulation လုပ်ရှင်တယ်မင်းကူညီပါကွာဆိုတော့သူ့တငယ်ချင်းကအဲ့သူတို့ computer ကြီးကိုစီကိုသူ့ရဲ့ပြဿနာကိုယူသွားပြီးတော့အဲ့ခေတ်တုန်းကတော့အဲ့ computer နဲ့ simulation run တာတော့3နာရီကျော်ကြာတယ်အဲ့ဒါကြီးအဲ့အခါတစ်တန်းလေ1 million ကို run တာအဲ့1 million run တော့ဘာတွေ့လဲဆိုတော့ပထမ1 million နောက်ထပ်1 million နောက်ထပ်1 million run တော့ဘာသွားတွေ့လဲဆိုတော့ခုနအရှုံးအနိုင်တွေအကုန်လုံးက approaching to 0ပဲ 0.0000067% အဲ့ဒါမျိုးတွေပေါ့ percentage ဆိုတော့probability နဲ့ယူလိုက်ရင်ကြည့်လေ 0.00 တွေအဲ့တော့ဘယ်နာလဲဆိုတော့တော်တော်ကြီးကို0နာကိုကတ်နေတာတွေ့တယ်အဲ့တော့ तू ဘာနားလဲသွားလဲဆိုတော့ဒီ roulette wheel ရတာတဲ့အမှန်အတိုင်းလဲမယ်ဆိုရင်ねလောင်းကစားလို့နိုင်တယ်ဆိုတာလည်းမရှိရှုံးတယ်ဆိုတာလည်းမရှိအနိုင်နဲ့အရှုံးက average out ပြန်ပြီးတော့ဘဲစားဘဲကြေပေါ့မြန်မာလိုပြောရင်ပြန်ကြေသွားတယ်အနိုင်နဲ့အရှုံးဆိုတာရှိအဲ့နားထိရရနော်အဲ့တော့ခုနကဘာလို့လဲခုနကရှင်းသွားမြို့တီအတွက်ရှင်းသွားတဲ့နေရာအဲ့ဒါလေး तू ကဟို box နှစ်ခုချထားရလေအဝိုင်းလေးရယ်ဟုတ်တယ်နော် bound နှစ်ခုချအဝိုင်းရယ် square ရယ် circle ချအဲ့မှာအပေါ်ကနေအစီကလေးတွေကို randomly အပေါ်ကနေလွှတ်ချရလေနောက်ဆုံးကြတော့ပထမတော့ချတော့ဒီနှစ်ခုကို ratio ချတယ်အဝိုင်းနဲ့ဟာနဲ့ square တဲ့ဟာနဲ့ ratio ချတော့အဲ့တစ်ခုနဲ့တစ်ခုကအရန်ဝေးတယ် number တွေကအရန် significant ဖြစ်တယ်ဒါပေမဲ့အဲ့အစီလေးတွေကို infinity အထိအများကြီးမညီမတွက်နိုင်အောင်ချရမှာသူတို့နှစ်ယောက်ရဲ့ ratio ကပိုင်နာကိုကတ်သွားဟုတ်တယ်နော်13 point something ဖြစ်သွားပိုင်နာကိုကတ်သွား approaching လို့နောက်အဲ့လောက်အကျိန်များလုပ်ပြီးဆိုရင် तू က average ကိုသွားတယ် average out ဖြစ်တယ်ဆို average ကိုကျမတို့
statistic မှာဘယ်လိုခေါ်လဲဆိုတော့ expected mean ကိုခေါ်တယ်ဟုတ် expected mean စီကိုတွားတယ်ဟုတ်ပြီအဲ့နဲ့ तू ကဘာထပ်ပြီးရှာဖွေတွေ့ရှိလဲဆိုတော့တကယ်အဲ့ casino wine တွေအစစ်တွေမှာလောင်းနေတဲ့အဲ့ဒီ roulette wheel တွေက fair မဖြစ်ဘူးဆိုတော့ရှာဖွေတွေ့ရှိတယ်ဘယ်လို fair မဖြစ်ဘူးလဲဆိုတော့အဲ့မှာတကယ် run နေတဲ့အဲ့ wheel ကြီးတွေကိုသူတို့ data ကောက်ပြီးတော့ခုနကလိုsimulation လုပ်ကြည့်ရဲ့အချိန်မှာ0 now လုံးဝ approach မဖြစ်ဘူးအရှုံးကြီးပဲထွက်နေတာတွေ့negative ပေါ့နော်ဥမာ2 point something 5 point something အဲ့လိုဖြစ်တဘောကထိုးတဲ့လူကရှုံးအောင်လုပ်ထားတာသူတို့ဟုတ်ပြီနော်အဲ့တော့ထိုးတဲ့လူရှုံးအောင်မလုပ်ထားတဲ့ wheel တောင်မှပဲ infinity လောက်လိုက်လို့ရှိရင်ပြောချင်တာ long run မှာဆိုရင် approaching to 0ဆိုတော့ရှုံးလည်းမရှုံးမြတ်လည်းမမြတ်ဟိုနေ့က zeros ကပြောတယ်ကျွန်တော်ရေခဲချောင်းသွားဝယ်စားတာ9ချောင်းထိရပါတယ်အဲ့တော့ဒီရေခဲချောင်းဆွယ်စီမှာ तू နောက်ထပ်ချက်ဝယ်စားမယ်ထင်လားစားပါဗောတခါသွားပြီးတော့ပတ်စံလေးပေးပြီးဒီဝီကိုသွားလဲနံပါတ်5ကြီးတောင်ပေါက်တယ်လေဆိုကြပါစို့နံပါတ်5အမြင့်ဆုံးဆိုတော့ तू ကဘာဖြစ်သွား ਈ လဲဒီ game က very attracted to him လေဟုတ်တယ်နော် तू အရင်သဘောကျသွား ਈ ဒီ game ကစားရတာအရင်ပျော်သွား ਈ အဲ့တော့ तू ကနောက်ထပ်သွားပြီးတော့လှည့်အောင်မှာအဲ့ဘိန်းကြီးကိုဒါပေမဲ့ long run မှာဘယ်လိုဖြစ်မယ်ထင်လဲ तू 0တွေကြာအောင်မှာဟုတ်တယ်နော် तू 0တွေကြာပြီး average ကိုပြန်ရောက်သွားမှာ average အဲ့ဒီဘိန်းကိုလှုပ်ထားတဲ့ average ကိုပြန်ရောက်သွားမှာအဲ့တော့ဈေးတွေက तू ရှုံးအောင်လုပ်မလားဘယ်လုပ်မလဲ zeros ကတစ်ခါသွားလဲ9ချောင်းကြာနောက်တစ်ခါသွားလဲ9ချောင်းကြာဆိုဈေးတွေကအရင်းကိုကျန်တော့ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီအဲ့တော့ပြောချင်တာကလောင်းကစားလုပ်လို့ဘဝမှာချမ်းသာသွားနိုင်လားချမ်းသာသွားနိုင်တယ်ချမ်းသာသွားနိုင်တယ်ဟုတ်ပြီတွေ့ဘူးလားချမ်းသာတဲ့လူရှိရဟုတ်ပြီအဲ့လူတွေအခုရှိသေးလားသေဝိုင်းလာတော့မသိဘူးကျွန်မမေးချင်တာအဲ့မေးကုန်မဟုတ် sorry မားလာအဲ့လူတွေအခုဘာဆက်လုပ်နေလဲလောင်းကစားဆက်စော့နေသေးလားမစော့တော့ဘူးလားရက်လိုက်ဟုတ်တော့ဟုတ် ဆော့တော့ချေသေချာသေချာလားမစော့တော့ဘူးလားသက်စော့အိုင်ကောင်ထောင်းနေစော့မှာစားလုပ်တယ်ချမ်းသာစော့တာပေါ့အဲ့ဒါ long run ဟုတ်လားမဟုတ်သေးဘူးเนาะကျမတို့မြင်တဲ့ point လေးကအဲ့ဒါ short run သူ long ကစားလုပ်လို့နိုင်တယ်ဆိုတာကျမတို့အဲ့ဒါ short run ကိုပဲမြင်တာ long run မြင်နေတာမဟုတ်သေးဘူး long run မှာ तू ထပ်စော်အောင်မှာ तू ကချဲပေါက်လို့ထီပေါက်လို့ဟိုလုပ်လို့အိမ်ကြီးစောက်ထားတယ်ကားကြီးတောင်ဝယ်ထားပြီဆို तू ကအရန် confidence က so high လေသိအောင်ငါကကန်ကောင်းတယ်ငါဒါတွေလုပ်ရင်ပေါက်အောင်မှာအဲ့လိုဆို तू ကရှေ့ဆက်သွားအောင်မှာအဲ့ဒါနောက်ဆုံး average out ပြန်ဖြစ်သွားလိမ့်မယ် average နဲ့ပြန်ရောက်သွားတယ်ဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့လဲဒီလိုမျိုးstatistics တို့ mathematics တို့တက်သွားတယ်ဆိုတဲ့လူတွေကအဲ့လောင်းကစားဝိုင်းနေမှာအပျော်ပဲသွားဆော့တယ်ခုနကလိုစီးပွားဖြစ်သွားမဆော့တော့စီးပွားဖြစ်သွားဆော့တဲ့လူတွေကအဲ့ဒီခုနက concept ကိုသိချာမကြည်ညက်လို့တဲ့အဲ့ဒါကျွန်မပြောတာမဟုတ်နော် MIT က professor ကြီးရဲ့ lecture ကိုနားထောင်ပြီးပြောပြနေတာဟုတ်ပြီနော်အဲ့ဒါကခုနကဇလန်းတစ်ခုကိုအဲ့ဒါနဲ့ရှင်းပြတာအဲ့ roulette wheel ကိုသူတို့simulate လုပ်ခဲ့ကြတယ်အဲ့ဒါ Monte Carlo Fantasy ကနေဒီ idea ကိုရတယ်အဲ့ဒီနောက်ပိုင်းမှာဒီကပေါ်လာတဲ့အတွက်သူ့ကို Monte Carlo sampling လို့ခေါ်တယ်အဲ့ဒါခုနကဟိုဘောင်းလေးနဲ့ထည့်လိုက်တော့လေပြတယ်သူတို့က approaching to pi စီကိုသွားတယ်ဟုတ်ပြီနော်ဆိုတော့ကျမတို့ဇလန်းမှာကြာတာဘယ်လိုလဲဆိုတော့အဲ့ထဲမှာလည်းသူရှင်းပြတာလူတွေရဲ့ average အရက်ကိုသိကျင်တယ်ဒါပေမဲ့ကမ္ဘာမှာလူတွေက billion နဲ့ချီပြီးရှိတာအားလုံးမကောက်နိုင်တော့သူကrandom ကောက်တယ် sample ကောက်တယ်ဒါပေမဲ့ unbiased ဖြစ်အောင်ကောက်တယ်ဟုတ်ပြီနော်အဲ့တော့4 5 6ယောက်ပဲကောက်တယ်ဆိုရင်အဲ့4 5 6ယောက်ကရတဲ့ဟာကျမတို့က population ကြီးကို estimate လုပ်ဖို့က confident မရှိနေဘူးအဲ့တော့ confident ရှိဖို့ဆိုရင်များများကောက်ဟုတ်ပြီနော်များကောက်မယ်အဲ့တော့အရေးအတွက်ကခုနကလိုများလာတယ်ဆိုရင်ဘယ်နာကို approach ဖြစ်သွားမလဲမြူအစ်စ်နာကိုသွားတယ်ဟုတ်တယ်နော်ဒီ population ကြီးရဲ့တကယ်ခလဲကောင်တဲ့တဲ့မှာရှိတဲ့ data set ရဲ့ခလဲကောင်တဲ့တဲ့မှာရှိတဲ့လူတွေရဲ့ average အရက်စီကိုအဲ့ဒါသွားလိမ့်မယ်အဲ့တော့ तू က sample များကောက်လေအဲ့ဒီ sampling distribution က shape က normal ဖြစ်လာပြီးတော့ symmetric ဖြစ်